ဒါကတော့ကမ္ဘာပေါ်မှာအချမ်းသာဆုံးနိုင်ငံပါမွေးလာရင်အလုံးမလုံးပဲနေလို့ရတဲ့နိုင်ငံပါဒါပေမဲ့လှုပ်ချင်တယ်ဆိုရင်တော့လာစာကအယမ်းမြင့်မားပါတယ်ဒီတကန်ဒီဟာအလုံးလက်မဲ့ဆိုတာစင်းရဲမွဲဒေတာဆိုတာကိုမသိကြပါဘူးဒီနေရာကပြည်သူတွေရဲ့လူနေမှုအဆင့်တန်းဟာကမ္ဘာပေါ်မှာအမြင့်ဆုံးတဲ့ကတစ်ခုအပါဝင်ပါအစိုးရကတင်ယူခြင်းနဲ့ကမ္ဘာမျိုးကြီးပြကြီးကဘယ်တက္ကသိုလ်မှမဆိုပညာသင်ကြားကအကုန်စုံကိုပေးပါတယ်ပြီးတော့သူတို့ရဲ့စန္ဒပြီးအားလုံးဒီပါပြည့်ဝအောင်လုပ်ပေးနိုင်တဲ့ခန်းစားခွင့်တွေကိုလည်းပေးအပ်ပါတယ်နိုင်ငံမှာရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းအများနဲ့ပါတယ်လူတွေကအိမ်တကားတောင်တော့မခတ်ပဲနေကြတာပါအခွန်ဆိုလာကလည်းကုမ္ပဏီတွေကပဲဆောင်ရပါတယ်ဒီနိုင်ငံကိုကာတာလို့ခေါ်ပါတယ်ဒါကတော့ကမ္ဘာပေါ်မှာမိုးပယ်တော့မှမရွာတဲ့တခုတည်းသောမြို့ဖြစ်ပါတယ်နှစ်600ကြာအောင်မိုးမရွာဘူးလို့ဆိုပါတယ်ဒီမြို့ကဆိုင်တွေမှာထီးတွေကိုရှာလို့မရပါဘူးတစ်နှစ်ပတ်လုံးမိုးချိန်ထန်တို့လျှက်စီးလက်တာတို့မုန်တိုင်းတိုက်တာတို့လည်းမရှိပါဘူးရေခဲနဲ့နှင်းတွေကလည်းဒီနေရာမှာကြာဖူးနာဝမရှိပါဘူးအပူပိုင်းကမ်းရိုးတန်းတဲကန်တာယာဒီဥဒုကြောင့်ပဲမြို့အများစုဟာတောင်ပစိဖိတ်သမုဒ္ဒရာရဲ့အပူပိုင်းဒေသဖိအားမြင့်ဆုံးမှာတည်ရှိပါတယ်အေးဆက်တဲ့လေသွင်းအင်အားကမိုးရွာဖို့ခက်ခဲစေပါတယ်မိုးရွာရင်တောင်အမုတ်လို့ချိပြောက်မသွားပါဘူးဒါကြောင့်ထီးကိုမလိုအပ်ပါမိုးရွာသွန်းမှုအလွန်နဲပေမဲ့အပူချိန်ကတီးမခင်နိုင်လောက်အောင်မပူပါဘူးနှစ်စဉ်ပြတ်မြအပူချိန်က18.5 ဒီဂရီပါအေးဆုံးအချိန်မှာတောင်အပူချိန်က16 ဒီဂရီထောက်မပူပါဘူးဒီမျိုးကကမ္ဘာပေါ်မှာမိုးမရွာတဲ့ပြည်တွင်းနိုင်ငံရဲ့မြို့တော်လီမာကြီးပါရဲ့